business ဆိုဘာပဲလုပ်လို့အကျိုးမြတ်များမှာကျွန်တော်ကကြိုက်တယ်ပြီးတော့ဝယ်ရီကကားတွေထည့်လဲရောင်းလိုက်ဝယ်လိုက်စီးနေပြီးတော့တေချာပေါ့အကျိုးမြတ်ရမှာဖြစ်မှာအဲ့လိုမှမဟုတ်ဘဲနဲ့ကိုကကြီးပဲစိုက်ထုံနေဆိုဟုတ်မဟုတ်သေးတာအဲ့ကြောင့်ကျွန်တော်ရိုးသားကူညီပေးလိုက်တာအဲ့ဒီတော့လေအကျိုးမြတ်ကိုကျွန်တော်ပပလေးပဲယူတာပပမယူပါနဲ့မြယူပါဘဒီကကိုအတွက်ဆိုအများကြီးပေးချင်တာအရန်လေးချီကျူးနေတာလေဘာပြောရမှန်းတော့မသိတော့ချီရအရန်နဲ့ချီရလုပ်ပြီးမူးသွားရင်ဘဒီကားမမောင်းနိုင်ရင်အကိုကိုရိုင်းအိမ်ကိုပြန်ပို့ပေးရမှာနော်တော့ကြအကိုကောင်မလေးနဲ့ပြဿနာတက်နေဘဒီရှင်းမပေးတတ်ဘူးကောင်မလေးကမရှိပါဘူးဝရီမူးသွားရင်တော့မှစိတ်ချလက်ချအိမ်ရောက်ပြန်လိုက်ဖို့ပဲကောင်လေးပဲရှိတာကောင်လေးရပါမှာလဲဒီမှာလေ梦送不要的，只送一的，谁对留下了你。